မင်္ဂလာပါကျွန်တော်က James Momo ပါကျွန်တော်ရဲ့ YouTube channel နဲ့ပြန်လည်ကြိုဆိုပါရစေပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကို like နဲ့ subscribe လုပ်ပေးကြဖို့နှုတ်ညတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့တိုင်းရင်းသားဖြစ်တဲ့အတွက်ကျွန်တော်ဗမာစကားအပြောဆိုအသုံးနှုန်းတွေကိုမှားတာတွေရှိလို့ရှိရင်တော့နားလည်ပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့နိုင်ငံဆွေးနွေးချင်တာကတော့အမေရိကန်နဲ့တရုတ်ကြားကုန်သွယ်မှုစီးပွားကြောင်းပဲဖြစ်ပါတယ်ဒီတရုတ်နဲ့အမေရိကန်ကုန်သွယ်မှုစီးပွားဘာကြောင့်ဖြစ်ခဲ့တာလဲဘယ်သူကစခဲ့တာလဲဘယ်သူကနိုင်မှာလဲဘယ်သူကရှုံးမှာလဲဘယ်သူတွေကနှိနာနေတာလဲဆိုတာကိုနိုင်ငံဆွေးနွေးချင်တာဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီစစ်ပွဲကြီးကိုအမေရိကန်ကစခဲ့တာဖြစ်ပါတယ်သူတစ်ဖြစ် President Trump ပေါ့နော်သူကပထမတက်တမ်းကလေးကနေမှဒီကုန်သွယ်မှုစစ်ပွဲကိုစခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့ President Trump ကကုန်သွယ်မှုစစ်ပွဲကိုစခဲ့တာလဲဆိုလို့ရှိရင်တော့သူကအမေရိကန်နဲ့တရုတ်ကြားမှာကုန်သွယ်မှုကလုံးဝမမျှတဘူးအမေရိကန်ကရှုံးနေတယ်အမေရိကန်ကတွင်းကုန်တွေကနည်းနေတယ်တရုတ်ကတွင်းကုန်တွေကအများကြီးပူနေတယ်ကျွန်တော်တို့ရဲ့နိုင်ငံကြားမှာကုန်သွယ်မှုလူငွေပြောင်းမှုကအများကြီးကွာဟနေတယ်ဆိုပြီးတော့မှသူကအဲ့လိုမျိုးယူဆပြီးတော့မှဒီကုန်သွယ်မှုစခဲ့တာဖြစ်ပါတယ်ဒုတိယချက်နဲ့တရုတ်ကအမေရိကန်ရဲ့နိပညာတွေအထူးသဖြင့်စစ်ပညာတွေရဲ့နိပညာတွေကိုခိုးယူနေတာဒါတွေကိုဒီစပွဲပေါ်မှာခေါ်ပြီးတော့မှဒီကုန်သွယ်မှုကွန်စီချက်ချင်းအဖြစ်ဖိအားပေးပြီးတော့မှစပွဲပေါ်မှာဆွေးနွေးပြီးတော့မှကျွန်တော်တို့နိပညာတွေကိုမခွင့်ယူနေတော့နောက်ပြီးတော့ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကိုတရုတ်ပြည်မှာအကန့်အသတ်မရှိဘဲနဲ့များတွင်းခွင့်ပေးပါလို့ဆိုပြီးတော့မှအဲ့လိုမျိုးဆွေးနွေးချင်တာညှိနှိုင်းချင်တာဖြစ်ပါတယ်ဒါပေမဲ့တရုတ်ကတော့အဲ့လိုမျိုးကွန်စီချက်မှုပေါ်မှာစပွဲပေါ်မှာဆွေးနွေးဖို့မစင်စားဘဲနဲ့ပြန်လည်ပြီးတော့မှကွန်စီချက်ခဲ့တာဖြစ်တဲ့အတွက်အခုချိန်ထိတရုတ်နဲ့အမေရိကန်ကြားမှာတင်းမာမှုတွေရှိနေတာဖြစ်ပါတယ်ဆိုတော့ President Trump ရဲ့သူ့ရဲ့ပထမတက်တာမှာဆိုလို့ရှိရင်တော့တရုတ်ပေါ်မှာကွန်စီချက်ခတ်တာ360ဘီလီယံထိတောင်ရှိခဲ့တာပေါ့နော်ဆိုတော့ဒါကနေတဲ့ပမာဏမဟုတ်ဘူးဒါပေမဲ့လည်းအဲ့ဒီဟာကအပြန်လှအကျိုးတက်ရောက်မှုတော့ရှိပါတယ်စားသုံးသူတွေပေါ်မှာဇက်နှုန်းတွေမတရားတက်တာတွေနော်ပြည်သူတွေနိနာတဲ့ဟာတွေအများကြီးရှိခဲ့တယ်ဒါတွေကနောက်ပိုင်းမှာပြောမယ်ဖြစ်ပါတယ်နော်ဆိုတော့အမေရိကန်သမ္မတ President Trump ကဘာဖြစ်လို့အဲ့လိုစားခဲ့တယ်ဆိုလို့ရှိရင်တော့တရုတ်နိုင်ငံတွေကပြောမယ်ဆိုလို့ရှိရင်တော့တစ်နှစ်ကိုအမေရိကန်ပို့ကုန်တန်ဖိုးက439ဘီလီယံလောက်ရှိတယ်။ဒါပေမဲ့အမေရိကန်ကနေမှတရုတ်ကိုပို့ကုန်တန်ဖိုးက143ဘီလီယံလောက်ပဲရှိတယ်ဆိုတော့တော်တော်ကွာတယ်နော်တော်တော်ကွာတဲ့ပမာဏပဲဆိုတော့ကုန်သွယ်မှုလူငွေပြောင်းမှုက296ဘီလီယံလောက်ရှိနေတာအဲ့ဒီဟာကြောင့်မို့ President Trump ကငါတို့ပစ္စည်းတွေကိုများများလက်ခံမှာအကန့်အသတ်မထနဲ့တရုတ်စားသုံးသူတွေကိုကျွန်တော်တို့ပစ္စည်းတွေများများလက်ခံစေပါဆိုပြီးတော့သူကညှိချင်နေတာဖြစ်တယ်ဒါပေမဲ့တရုတ်ကတော့အမေရိကန်ရဲ့စီးပွားရေးကိုအားနှိမ့်အောင်ပေါ့နော်ကျူးစားနေတဲ့အတွက်တရုတ်နိုင်ငံမှာထုတ်ကုန်တွေကိုအမေရိကန်မှာဈေးချူချူနဲ့ဈေးပေါပေါနဲ့အဝယ်ယူနိုင်အောင်သူကအများကြီးတွင်းခဲ့တာအဲ့လိုမျိုးတွင်းတဲ့အတွက်အမေရိကန်ပြည်သူတွေကစားသုံးသူတွေကကျဉ်နှံ့နေတာနော်ပြောမယ်ဆိုလို့ရှိရင်တော့အမေရိကန်ထုတ်ကုန်တွေကအများကြီးဈေးကြီးတဲ့ခါကျတော့တရုတ်နိုင်ငံကနေမှဈေးချူချူဝင်လာတဲ့ခါမှာအမေရိကန်ပြည်သူတွေကတော့ကျဉ်နှံ့အရမှုရှိတယ်အဲ့ဒါကြောင့်မို့တရုတ်နိုင်ငံကိုအထူးသဖြင့် President Trump တိုင်ခင်မှာ President Obama တို့ President Biden တခြား Bush တို့ဘာတို့ကတရုတ်ကုန်တင်မှုကိုဈေးချူတယ်ဆိုပြီးမှများများလက်ခံတဲ့အခါမှာအမေရိကန်ပြည်သူတွေကတရုတ်ရဲ့ထုတ်ကုန်ပေါ်မှာမိခုမှုတွေများလာတယ်။တစ်ဖက်မှာပြောမယ်ဆိုလို့ရှိရင်ကပြည်သူတွေအတွက်ကောင်းတဲ့ချက်တွေအများကြီးရှိပေမဲ့ဒါမဲ့တရုတ်နိုင်ငံရဲ့ဝင်ငွေပေါ့နော်တရုတ်နိုင်ငံရဲ့ပုံငွေတွေရလာတာပေါ့နော် plus တွေရလာတယ်ဆိုတော့အဲ့ဒီဟာတွေကတရုတ်နိုင်ငံရဲ့စီးပွားရေးကိုတူတက်ဆက်တာတရုတ်နိုင်ငံရဲ့စစ်ပညာတွေကိုတူတက်ဆက်တာပြောမယ်ဆိုလို့ရှိရင်တော့အထူးသဖြင့်အမေရိကန်ရဲ့စားတုံးသူတွေအမေရိကန်ပြည်သူတွေကပဲတရုတ်နိုင်ငံကိုကြီးပွားအောင်လုပ်ခဲ့တယ်လို့ပြောရင်မမှားဘူးအဲ့ဒီဟာကို President Trump နဲ့မှလုံးဝမတရားဘူးငါတို့တွေအကြောင်းမကြီးပွားနေတာချမ်းသာနေတာလုံးဝမတရားဘူးငါတို့တွေရဲ့ပုဂ္ဂိုလ်တွေကနည်းနည်းလက်ခံပြီးတော့အကန့်အသတ်တွေထားပြီးတော့မှငါတို့ပဲသူတို့စီမှာအများကြီးပစ္စည်းတွေဝင်နေတာငါတို့ပဲရှုံးနေတယ်ဆိုပြီးတော့မှအဲ့ဒီဟာကိုညှိချင်တာနော်အထူးသဖြင့်President Trump ကအမေရိကန်နိုင်ငံမှာထုတ်လုပ်တဲ့ထုတ်ကုန်တွေကိုအမေရိကန်ပြည်သူတွေကများများဝယ်စေချင်တာဝယ်စေချင်ပေမဲ့တရုတ်နဲ့ကုန်သွယ်မှုလုပ်နေတဲ့ခါကျတော့တရုတ်ရဲ့ပစ္စည်းတွေကပိုပြီးတော့ဈေးချူနေတဲ့ခါကျတော့ပြည်သူတွေကပဲအလူလူနဲ့ဈေးချူတဲ့တရုတ်ပစ္စည်းတွေကိုများများဝယ်လာတဲ့ခါမှာတရုတ်ရဲ့ကုန်ပစ္စည်းတွေကအမေရိကန်မှာလုံးဝလွှမ်းမိုးနေတာမိခိုးနေတာအဲ့ဒီဟာကို President ကအဲ့လိုမျိုး tariff လီအခုတွေကပိုစစ်ကြိတ်မယ်ဆိုလို့ရှိရင်တော့တရုတ်ကုန်ပစ္စည်းတွေပေါ်မှာဈေးတွေမင်းတက်လာပြီးတော့မှပြီးအမေရိကန်ပြည်သူတွေကလည်းတရုတ်ရဲ့ကုန်ပစ္စည်းတွေကိုဝယ်တော့ဘဲနဲ့ဒီအမေရိကန်ရဲ့ထုတ်ကုန်တွေကိုပို့ပြီးတော့ဝယ်လာမယ်ဆိုပြီးတော့အဲ့လိုမျိုးအတွေးခေါ်တွေလည်းရှိတယ်
ဒါပေမဲ့အဲ့လိုမျိုးလှုပ်ချင်းအဖြစ်အပြန်လှန်အခုနဲ့စီကျချင်းအဖြစ်ပြည်သူတွေလည်းနှိနာတယ်လို့ဒီအလုတ်သမားတွေလည်းပူပြီးတော့နှိနာလာတယ်เนาะပြောမယ်ဆိုလို့ရှိရင်တော့အမေရိကန်ထုတ်ကိုယ်တွေပုံမှန်မိခုနေတဲ့တရုတ်နိုင်ငံသားအလုတ်သမားတွေကလည်းပဲအလုတ်တွေပြုတ်လာနိုင်တယ်နောက်ပြီးတော့သူတို့အလုတ်လက်မဲ့တွေဖြစ်လာနိုင်တယ်အဲ့ဒီလူပဲတရုတ်ကုန်ပစ္စည်းပုံမှန်မိခုနေတဲ့အမေရိကန်အလုတ်သမားတွေဥပမာဆိုလို့ရှိရင် Walmart တို့ဘာတို့မနော်တရုတ်တွင်းကုန်တွေပုံမှန်အလုတ်လုံးနေတဲ့ဒီအလုတ်သမားတွေလည်းနှိနာမှုတွေလည်းရှိလာနိုင်တယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါအပြန်လှန်နှိနာမှုတွေရှိလာနိုင်တယ်ဆိုတော့အမေရိကန်ပရက်စစ်ထရန့်ကဒီကုန်တင်မှုစီးပွားကိုပထမတက်တက်မှစခဲ့တာသူ့မှာလည်းပထမတက်တက်မှအကျိုးများတွေရနေတာကိုသူကသိခဲ့တယ်ဒီဒုတိယတက်တက်မှကျတော့သူကနည်းနည်းပြင်ဆင်မှုတွေလုပ်လာတယ်အထူးသဖြင့်ဒီကုန်တင်မှုစီးပွားမစခင်မှာသူက dot department ဆိုပြီးတော့မှအီလူမကိုစီမံခန့်ခွဲခွင့်ပြုလိုက်တာမနော်ဆိုတော့ဒီအီလူမနဲ့မှဒီတို့တစ်ဖြင့် USAID တို့ဘာတို့ကမ္ဘာနိုင်ငံမှာသူတို့အမေရိကန်ကနေမှအကူအညီထောက်ပံ့တဲ့အရာတွေကိုသူကဖြတ်တောက်ပြီးတော့မှသူအပုံငွေအနေနဲ့ထားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်နဲ့ဒီကုန်တင်မှုစစ်ပွဲဖြစ်မယ်ဆိုလို့ရှိရင်တော့အမေရိကန်နိုင်ငံမှာ inflation တွေဖြစ်လာနိုင်တယ်နော်ပြည်သူတွေဒုက္ခရောက်နိုင်တယ်အဲ့ဒီဟာအတွက်တို့ကနေမှဒီတခြားမလူအားဘဲနဲ့တို့အနေနဲ့မလူအားဘဲနဲ့ထင်တာပေါ့နော်ဒီ USAID တို့တခြားကိစ္စတွေကိုဖျက်တောက်ပြီးတော့မှပူကြံပုံငွေအနေနဲ့တို့ထားချင်တယ်အဲ့ဒါကြောင့်မို့တို့ပထမဆုံးအနေနဲ့အမေရိကန်နဲ့တရုတ်ကုန်သွယ်မှုစည်းပွဲမစခင်မှာအီလူမာဒီဖာမီယာနဲ့မနော်တို့အနေနဲ့တိတ်မလူအားဖို့ထင်တဲ့ဟာတယ်နော် USAID တို့တခြားကိစ္စတွေပါတွေကိုဖျက်တောက်ခဲ့တာတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်အနေနဲ့လုံးဝစိတ်မကောင်းဖြစ်ရပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့အမေမှာဒီ USAID เนาะအထူးသဖြင့်ဒီ Democratic တွေကမတရားအသုံးဖြုံးနေတာတွေရှိတယ်ဒီအထူးသဖြင့် LGBTQ တို့မှာသူတို့ကဘာမှအတိတ်ပဲမရှိဘဲနဲ့လက်ကားဖြုတ်နေတာဆိုပြီးတော့မှသူတို့ဆွတ်ဆက်တာတွေအများရှိတယ်အဖက်မှာလည်းမှန်ကောင်းမှန်နိုင်တယ် Democratic တွေမှာသူတို့တွေက policy ပေါ့နော်အထူးသဖြင့်အမေရိကန်နိုင်ငံတောင်မဟုတ်ဘဲနဲ့တခြားနိုင်ငံတွေတောင်မှဒီ LGBTQ တွေအတွက်လုံးဝမတရားပတ်စံထောင်းပါတယ်တွေအများရှိခဲ့တယ်ဒီဟာတွေတွေ့ရတော့မှန်ကောင်းမှန်ပဲမဲ့တကယ်လူနေတဲ့နိုင်ငံတကာမှာတကယ်ဒုက္ခရောက်နေတဲ့ပြည်တွင်းစီးကြောင်းပဲဖြစ်ဖြစ်စီးကြောင်းပဲဖြစ်ဖြစ်တဘွားပေးတာကြောင်းပဲဖြစ်ဖြစ်ဒီဒုက္ခရောက်နေတဲ့လူတွေတော့ဒါမှမဟုတ်ရင်တော့ဒီကြားမှရေးရနော်အခမဲ့ကူးသားနေတဲ့အထူးသဖြင့် TB တို့နော်မလေးရီးယားတို့ဘာတို့အဲ့ဒီဟာတွေအကုန်လုံးဖြတ်တောက်တဲ့ခါမှာတကယ်ပြည်သူတွေဆင်းရဲတဲ့နိုင်ငံတွေတကယ်နှိနာမှုတွေအများကြီးရှိလာတယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလိုမျိုးသတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့ထောက်ပံ့ချက်တွေအကုန်လုံးရပ်တန့်တဲ့ခါမှာတို့တဖြင့်ကျွန်တော်တို့ VOA သတင်းဌာနပဲဖြစ်ဖြစ် RFA ပဲဖြစ်ဖြစ်တခြားနိုင်ငံတကာအများကြီးအဲ့လိုမျိုးသတင်းဌာနတွေလည်းအများကြီးဖြတ်တောက်ခါရတယ်ဒါတွေအကုန်လုံးနှိနာမှုတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့အနေနဲ့ဒါတွေကသူတို့ရဲ့ America First Policy နဲ့မကိုက်ညီဘူးဒါတွေကိုကျွန်တော်တို့ဖြတ်တောက်ရမယ်အထူးသဖြင့်ဒီကုန်တွေမှုစီးပွင့်ကိုစချင်တဲ့အတွက်သူကအရင်အပူရန်ပုံဝင်နဲ့ထားချင်တယ်အဲကြောင့်မို့ဒီကုန်တွေမှုစီးပွဲမစခင်မှာ dot ဒီဖာမရနေမှာတခြားအထောက်ပံ့တွေကအများကြီးဖြတ်တောက်လိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအမေရိကန်နဲ့တရုတ်ကုန်တွေမှုစီးပွဲအကြောင်းပြန်ပြောရမယ်ဆိုလို့ရှိရင်တော့အမေရိကန်ကသူ့ရဲ့ယုံကြည်မှုကတရုတ်တွေကအဲ့လိုမျိုးမလုပ်ဘူးဆိုလို့ရှိရင်တော့ဖြစ်နေကြီးပွားလာမယ်သူတို့ပဲတက်မှုလုံးငိုင်းမှာပဲဖြစ်ဖြစ်နည်းပညာမှာပဲဖြစ်ဖြစ်အရန်တူးတက်လာမယ်အမေရိကန်ရဲ့ super power လေသူတို့ကပြန်ဆိုင်ထိခိုက်လာနိုင်မှာနော်အမေရိကန်ရဲ့စီးရေးရောစီးပွားရေးရောအန်ဒရပေးနိုင်တယ်ဆိုပြီးမှအဲ့လိုမျိုးယူဆတဲ့ခါကျတော့တို့တဖြင့်အမေရိကန် president Trump နဲ့မှာဒီကုန်တွင်မှုကိုရရအောင်စားခဲ့တာဖြစ်တယ်ဒါပြောရမယ်ဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးမှာနီးနာမှုတွေရှိနေတာနှစ်ဖက်စလုံးကရှုံမှုတွေအများရှိနေတာဆိုတော့ကျွန်တော်လည်းပြောမယ်ဆိုလို့ရှိရင်တော့တရုတ်တွေကအမေရိကန်တွေနဲ့ကုန်တင်မှုစစ်ပွဲတွေဖြစ်တဲ့ခါမှာပြည်တွင်းစားသုံးသူတွေပုံမှာရက်တည်နိုင်အောင်လေကျူးစားလာတယ်သူပြင်သူ့ရဲ့မဟာမိတ်နိုင်ငံတွေနော်ဗီယက်နမ်တို့နော်ရုရှားတို့အင်ဒိုကိုရီးယားတို့အဲ့လိုမျိုးသူ့ရဲ့မဟာမိတ်နိုင်ငံတွေဒါမှမဟုတ်နော်အာရှတိုင်းမှာရှိတဲ့တချို့နိုင်ငံတွေကိုတွားပြီးတော့မှကျွန်တော်တို့နဲ့တူစီးပွားရေးလုပ်ပါအနောက်နိုင်ငံတွေကကျွန်တော်တို့ကိုဖိအားပေးနေတယ်ကျွန်တော်တို့နဲ့တူပူပေါင်းမှာဆိုပြီးတော့ live stream နေတာတွေရှိတယ်အဲ့ဒီလိုပဲအမေရိကန်လည်းပဲသူ့ရဲ့မဟာမိတ်တွေရောတခြားနိုင်ငံတွေနဲ့တွားပြီးမှဆွဲဆောင်နေတာလည်းရှိတယ်သူတဖြင့် Vice President JD Vance လည်းအိန္ဒိယနိုင်ငံမှာခုသွားနေတာမနော်ဆိုတော့အဲ့လူမျိုးတယောက်နဲ့တယောက်ဂုံတွင်မှုစစ်ပွဲဖြစ်ခြင်းအပြင်တကယ်လို့မြသူတို့ကမဆွဲနေနိုင်ဘူးမညှို့နိုင်ဘူးဆိုလို့ရှိရင်တော့ဒီကပ္ပရဲ့စီးပွားရေးပုံမှာထိရောက်မှုအများကြီးရှိနိုင်တယ်ကပ္ပရဲ့ဂုံတွင်မှုပုံမှာလည်းပြောင်းလဲရှိနိုင်တယ်သူတဖြင့်တရုတ်နဲ့အမေရိကန်လုံးဝဂုံတွင်မှုမလုပ်တော့ဘူးဆိုလို့ရှိရင်တော့အမေရိကန်နဲ့ဥပမာအိန္ဒိယတို့နော်တကယ်လူဦးရေများတဲ့အိန္ဒိယနိုင်ငံကိုတွားပြီးတော့မှခုလို
အိန္ဒိယမှာလည်းစေယုံတွေစောက်လာမယ်ထုတ်ကုန်တွေအများကြီးလုပ်မယ်တခြားနိုင်ငံပေါ့နော်ပြောမယ်ဆိုသူ့ရဲ့မဟာမိတ်တွေယူရိုပနဲ့ဆက်ဆံမှုကောင်းမွန်မှုတွေဖြစ်လာနိုင်တယ်ဆိုတော့ President Trump ကအဲ့လိုမျိုးတကယ်လို့မဆွေးနွေးနိုင်ဘူးတရုတ်ကဆွေးပုံမှာဆွေးနွေးချင်တာမရှိဘူးဆိုလို့ရှိရင်ရတယ်ကျွန်တော်တို့ဟာလည်းကျွန်တော်တို့ရက်တည်မယ်ကျွန်တော်တို့အမေရိကန်မှာထုတ်ကုန်တွေအများကြီးထုတ်လုပ်အောင်ကြိုးစားမယ်သူတစ်ဖြင့်တခြားနိုင်ငံတွေရဲ့ company ပဲဖြစ်ဖြစ်အမေရိကန်မှာဆွဲဆောင်ပြီးတော့မှအမေရိကန်မှာ company မဲ့ထောင်းလာမယ်အမေရိကန်မှာထုတ်ကုန်တွေထုတ်မယ်ဆိုလို့ရှိရင်တော့ငါတို့တွေကအခုမကောက်ဘူးခင်ဗျားတို့ကြိုက်တယ်လို့ဒီနိုင်ငံမှာစီးပွားရေးလုပ်ရတယ်ဆိုပြီးတော့ဆွဲဆောင်မှုတွေအများကြီးရှိလာတယ်ဒီထဲမှာကျွန်တော်လည်းငယ်ပြောချင်တာကတော့ဘာဖြစ်လို့အဲ့လိုမျိုးကမ္ဘာနိုင်ငံတွေမှာတနိုင်ငံနဲ့တနိုင်ငံကုန်သွယ်မှု inflation ကလိုအပ်နေတယ်ဆိုလို့ရှိရင်တော့ဥပမာတနိုင်ငံမှာဒီကုန်ချမ်းတွေအများကြီးထွက်တယ်ဒါပေမဲ့တခြားတနိုင်ငံမှာမရှိဘူးအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဥပမာတချို့တွေကစာနေထုတ်တယ်နော်လေယာလေစိုက်ခင်းတွေလုပ်တယ်ဒါပေမဲ့သူတို့မှာနိပညာနဲ့တူတယ်မှုမရှိဘူးနိပညာတွေအများကြီးမထုတ်လုပ်နိုင်ဘူးဒါပေမဲ့အပြန်လှန်ဖလေချင်းအပြင်ငါတို့ကစိုက်ပျိုးရေးမှာဥစားပေးမယ်စံတွေစပါးတွေပြောင်းဖူးတွေအများကြီးထုတ်လုပ်မယ်ဒါကိုခင်ဗျားတို့ကငါတို့စီမှာဝယ်ခင်ဗျားတို့မှာထုတ်လုပ်နေတဲ့နိပညာတွေစက်မှုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့စီမှာကျွန်တော်တို့လည်းဝယ်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးအပြန်လှန်ဖလေချင်းအပြင်ကုန်ကျစရိတ်တက်တာစေတယ်လို့သူတို့ရဲ့အပြန်လှန်ကုန်တင်မှုကဘူရက်စင်ပြေတယ်ဒါပေမဲ့ President Trump ကဘာပြောနေတယ်ဆိုလို့ရှိရင်တော့ okay ရတယ်တရုတ်ခင်ဗျားတို့ကငါတို့နဲ့မဆွေးနွေးချင်ဘူးငါတို့နဲ့ကုန်တင်မှုမလုပ်ချင်ဘူးဆိုရင်ရတယ်ဘာမဆိုငါတို့နိုင်ငံမှာပဲအကုန်လုံး company တွေအများကြီးလုပ်ပြီးတော့မှထုတ်ကုန်တွေအများကြီးထုတ်လုပ်မယ်ဆိုပြီးတော့သူကပြောလာတယ်ဒါပေမဲ့အဲ့ဒီလူမျိုးဖြစ်ဖို့ကတော့ကဲလိုတဲ့ကိစ္စမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီအမေရိကန်နိုင်ငံမှာ tax တွေအများကြီးရှိတယ်ဆောင်ရမယ့်ဟာလို့နော်အမေရိကန်မှာ building တစ်ခုစောက်ဖို့အစိုးရပုံမှာအခွန်ဆောင်ရတာကလည်းလုံးဝလွယ်တဲ့ကိစ္စမဟုတ်ဘူးတကယ်ဈေးကြီးတဲ့ဟာဒီနိုင်ငံမှာထုတ်လုပ်မယ်ဆိုလို့ရှိရင်လည်းတကယ်သူ့မှာလည်းခက်ခဲတွေအများကြီးရှိတယ်ဖြစ်ဖို့လည်းမလွယ်ဘူးဖြစ်နိုင်တော့မှကုန်စည်နှုန်းတွေပြီးတော့မှပြည်သူတွေဟာဒုက္ခရောက်နေမယ်အဲ့လိုမျိုးပြည်သူတွေဒုက္ခရောက်လာမယ်ဆိုလို့ရှိရင်တော့ပြည်သူတွေဆန္ဒပြမှုတွေဖြစ်လာမယ်ငွေဖောင်းပွားမှုတွေပြိပခတ်တွေဖြစ်လာနိုင်တဲ့ခါကျတော့ဒါကတော့ကျွန်တော်နဲ့ဆိုလို့ရှိရင်တော့စိတ်ကူးယူတတ်တတ်ပဲဖြစ်တယ်လို့ပြောချင်တယ်ဆိုတော့အမေရိကန်နဲ့တရုတ်နိုင်ငံကြားကုန်သွယ်မှုစစ်ပွဲဟာလုံးဝမဆွေးနွေးနိုင်ဘူးဆိုလို့ရှိရင်တော့ဒီနိုင်ငံတစ်ခုကလမ်းခွဲတော့မယ်ဒီတော့သူတို့ရဲ့နိုင်ငံပေါင်းဖို့တွေနဲ့စစ်ပွဲတွေလောက်ကြတော့မယ်အဲ့ဒီချင်းဆိုလို့ရှိရင်တော့ဒီကပ္ပရဲ့စစ်ပွဲတွေကိုလည်းအများကြီးထိခိုက်နိုင်တယ်လို့ဒီပြည်သူတွေလည်းအများကြီးထိခိုက်မှုတွေအများကြီးရှိနိုင်တယ်အဲဒါကြောင့်မို့ဖြစ်နိုင်ရင်တော့ဒီဟာတွေကအပြန်လာဆွေးနွေးပြီးတော့မှအကောင်းဆုံးနည်းလမ်းနဲ့ဖြစ်စင်စေချင်တယ်ကွာတကယ်လို့များအဲ့လိုမျိုးမဖြစ်စင်နိုင်မို့ဆိုလို့ရှိရင်တော့ကုန်တွယ်မှုစစ်ပွဲအနေမှာတကက်စစ်ပွဲကြီးတွေလည်းဖြစ်နိုင်တယ်နော်ဒုတိယကမ္ဘာစစ်မှာလည်းဒီလိုမျိုးကုန်တွယ်မှုကိစ္စတွေကြောင့်မလို့ဒုတိယကမ္ဘာစစ်ဖြစ်ရတဲ့အကြောင်းရင်းတွေအထက်မှာလည်းတခုပါဝင်ဖြစ်တယ်အကြောင်းမို့ဒီလိုမျိုးကုန်တွယ်မှုနဲ့နိုင်ငံကြီးနိုင်ငံကအဲ့လိုမျိုးကုန်တွယ်မှုဖြစ်နေမယ်ဆိုလို့ရှိရင်တော့တနိုင်ငံလုံးရဲ့စစ်ပွဲကိုထိခိုက်မှုရှိတယ်လို့ပြည်သူတွေလည်းထိခိုက်မှုတွေအများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဖြစ်စေချင်တာကတော့တနိုင်ငံနဲ့တနိုင်ငံဆွေးနွေးပြီးတော့မှကောင်းဆုံးအဖြစ်ရှာချင်တယ်လို့ကျွန်တော်နိုင်ငံဆွေးနွေးချင်တာဖြစ်ပါတယ်拜拜。